皆さんこんにちは。ハワイといえばやっぱり大自然を楽しむことですよね。今回の動画ではハワイの大自然を感じながらハイキングした動画を皆さんにお届けしたいと思います。最後までご視聴よろしくお願いいたします。マハロー。မကြည့်အောင်ဒါကြီးကကြောက်စရာကြီးဒီမှာရှူးနေနဲ့အကျန်းဘလောက်ကြီးလဲမိုက်နော်အေးတက်ပေါ်ရိုက်ကြမယ်အခုရိုက်ကောင်းကျွန်တော်တို့ကြောက်ကြီးအောင်မဖရက်ခင်အဲ့ရပါလားအဲ့ကြောက်တော့အလယ်မှာအမရိုက်ပြီဒီဘက်တို့ညီမလေးဒီဘက်လားဒီဘက်တနဲ့တို့ဟိုအရွက်ကြီးရဲ့နောက်ခံထားပြီးတော့အဲ့ငါးနေရှိရဲ့ငါးနေရှိရဲ့ငါးနေများချစ်ကြိုက်တာမရိုက်ခဲ့လားမတက်ရရိုက်ပြီ1 2မိုက်လာပြီလား
လိုက်ဖြစ်သွားပြီ